ပြောရမှန်းကိုမသိဘူးဘလို့ပြောရမှန်းကိုမသိဘူးဘလို့နားလည်ရမှန်းကိုမသိဘူးတကယ်ပါနော်ကျမတို့မြန်မာနိုင်ငံသားတွေဘာဖြစ်လို့များအလွယ်လန်းကိုလိုက်ချင်ရတာလဲအလွယ်လန်းကိုလိုက်ချင်ရတာလဲဒါစီးပွားလုပ်နေတဲ့သူတော့ကျမမဆိုလိုပါဘူးဒါပေမဲ့ပေါ့နော်ကျမတို့မြန်မာနိုင်ငံသားဆိုတာအမေရိကန်ကိုရောက်နေတဲ့မြန်မာနိုင်ငံသားအချို့ကိုပြောတာပါပေါ့နော် US citizen ပေါ့နော် citizen ဖြေဖို့အတွက်အင်္ဂလိပ်လိုဖြေရမှာလေမြန်မာလိုဖြေရမှာမဟုတ်ဘူးအဲ့ဒါကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့တွဲရောက်နေတဲ့စာအုပ် US မှာပဲအဲ့ဒါကိုဝယ်ယူနေကြတယ်ဒေါ်လာ50ဆိုလား150ဆိုလားမသိအရင်အော်တယ်ဘလို့အုံနောက်တိမ်နဲ့များဝယ်နေတာလဲ YouTube မှာကျွန်မပြောပြမယ်နော်2026 citizen question and answer ဆိုပြီးရိုက်ခေါ်အများကြီးကျွန်မအောင်ခဲ့တာလေအဲ့ဒီ YouTube ကပဲအောင်ခဲ့တာပါအမလေးနော်ပြောပြရင်လည်းအောင်မင်းလို့လွန်ရကြအောင်မယ်သူများတွေကစီးပွားလှုပ်ရှားတတ်တာလေနော်မြန်မာနိုင်ငံသားပဲသူလည်းဒီလိုပဲရှာဖွေမွေနောက်စားတောက်ရင်းနဲ့ပဲ citizen အောင်ခဲ့တာเนาะအဲ့ဒါကို तू ကတော့စိတ်ရင်းစေတနာကောင်းများစွာနဲ့ကိုမြန်မာနိုင်ငံသားတွေမြန်မာလိုလဲနားလဲပါစေတော့ဆိုပြီးတော့မှစာအုပ်ကလေးဖွင့်ပြီးတော့မှရောင်းတာအဲ့ဒါကိုအုံနောက်မရှိတဲ့ तू အပြင်းကြီးတဲ့ तू เนาะအဲ့လိုလူတွေကပတ်စံပေးပြီးဝယ်တယ်စဉ်းစားကြည့်ပါဦးရိုးရိုးစင်းစင်းလေးစဉ်းစားကြည့်ပါဦးကျမဗီဒီယိုကြည့်မဆဲနဲ့เนาะမဆူနဲ့เนาะကျမပြောပြမယ်ကျမတို့ဖြေရမှာက US citizenနော် US နိုင်ငံသားတွေမေးတဲ့ citizenship မေးခွန်းကိုဖြေရမှာမြန်မာလိုနားလည်ပြီးမြန်မာလိုတော့ဖြေရမှာမဟုတ်ဘူးနော်ပြီးတော့မြန်မာလိုနားလည်ထားတဲ့မေးခွန်းကိုလည်းသူကမေးချင်မှမေးတာကိုကြက်ထားတဲ့အလုံး100ထဲကနေနှလုံးမဲ့ပါချင်မှပါတာ3လုံးမဲ့ပါချင်မှပါတာဒါကိုယ်တိုင်ဖြေထားတာနော်ကိုယ်တိုင်ဖြေထားတာဆိုတော့လေမြန်မာနိုင်ငံသားတွေအလွယ်လန်းအရန်လိုက်လို့အဲ့ဒီမြန်မာနိုင်ငံသားအချင်းချင်းကပဲအသားတွေကလောက်ထွက်တာအဲ့လိုခံရတာကဲမပြောရင်လေကျမလေးတကယ်အဲ့လိုမျိုးလေအမြင်မတော်တာတွေ့ရင်အရန်ပြောချင်တာလုံးဝလေအိမ်ထဲမှာနေပြီးတော့လေကိုကဒါတောင်မှလေအဲ့ကျကျွန်မ Facebook ကိုလုံးဝမသွားတာနော် Facebook ကိုလုံးဝမသွားတာ Facebookတစ်ချက်တက်လိုက်တာနဲ့တစ်ချက်မှအဲ့လိုမျိုးပေါ့နော်အရာတွေကိုကျွန်မမြင်ရတယ်ကျွန်မပြောပြမယ်နော်ကိုမြန်မာနိုင်ငံသားတွေလည်းအရန်လုစားတတ်တာပဲအားနာပါအောင်ပြောပြလိုက်ပေါ့ကျွန်မတို့ကဘလို့လေးလာတာဘလို့လောက်တာပြီးတော့ဥမာပေါ့နော်ကျွန်မရောက်ခါစားကျွန်မပေါ့နော်ဟိုကား driver ပေါ့နော်ကားမောင်းတင်တဲ့ပစ်ချာနဲ့တင်နေဆိုပြီးပစ်ချာဓာတ်ပုံလေးတွေနဲ့လေအသေးအတန်တက်လာတစ်ခါတင်ပြီးလို့ရှိရင်အဲ့တုန်းကဒေါ်လာ20အစိတ်100 300စတဲ့ something like that ယူတယ်အဲ့နောက်ပိုင်းကျမမရောက်ခင်အရှိပိုင်းပေါ့နော်အဲ့ကြရက်ကအရန်ထနေတာကျမရောက်ပြီးသွားအဲ့မျိုးကျမလည်းရောက်ပြီးသွားရောကျမလည်းအောင်ပြီးသွားတယ်ကျမအဲ့ဒီခါနဲ့အောင်တာမဟုတ်ဘူးနော်ကိုယ့်ဘာသာကိုအောင်ပြီးသွားတယ်ကျမဗာပြန်ပြောတယ်ကျမအကုန်ပေါ့နော်ကျမနာမှာကျမပြန်ကြားရတဲ့သူကျမအနီးနားပတ်ဝန်းကျင်ကိုကျမအကုန်တင်ပေးတာပြီးရင်ကျမကလေဘလို့ကြည့်ဆိုပြီးတော့မှလေ guide ပေးလိုက်တာ free ဘာကြောင့်လဲကိုမြန်မာနိုင်ငံသားတွေကိုအားနာတယ်နော်ကိုချင်းစားတယ်နော်တချို့ကြတော့ဟုတ်တယ်ဘာသာစကားအရန်အားနေတယ်ဖြစ်ချင်တဲ့စိတ်တွေအရန်များပြီးအလွယ်လိုက်ပြီးတော့အလွယ်တကူဝယ်တချို့အဲ့လိုမျိုးဝယ်ပြီးတော့မှလောက်တဲ့သူတွေလည်းအောင်ချင်မှအောင်တာပါရှင်းပြောရရင်လေအခုလာပြန်ပြီ citizen မေးခွန်းကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာပြန်ထားတဲ့စာအုပ်ကို50လားဒေါ်လာ50လားဒေါ်လာ150လားမသိဝယ်နေတာဝက်ကွဲပဲဘာကြောင့်လဲဘာအတွက်လဲတကယ်ပါစိတ်ပြင်းလိုက်တာ YouTube မှာအဲ့ဒီ citizen တွေကိုလေကျမတို့ USA ကပဲเนาะ USA မှာပဲဖြည့်ပြီးရတဲ့သူတွေပြီးတော့အဲ့ဒီကျမတို့ရဲ့ဒီ citizenship နဲ့ပတ်သက်ပြီးတော့မှ tutorial ရဲ့အနေနဲ့တင်ထားတဲ့တကယ် government website YouTube တွေပြီးလို့ရှိရင်เนาะကျမတို့ immigration ဌာနမှာတွားပြီးတော့မှပေါ့เนาะဒီကျမတို့စာအုပ်ရှိတယ်ပေါ့เนาะ guideline စာအုပ်အဲ့ဒါတွေကိုတက်လို့ရပါတယ်ဘာဖြစ်လို့လဲမြန်မာပြန်တဲ့ဟာဝယ်နေတယ်အဲ့မြန်မာလိုနားလည်ပြီးတော့တွားဖြေလို့ရလားပို့ပြီးအုံနောက်ရှုပ်ကုန်မှာပေါ့အမလေးငါတို့လေတကယ်ပြောတာပါပြောရင်လည်းအောင်မင်းလွင်ရကြမယ်ဘာတွေဖြစ်နေရလဲမသိမြန်မာတွေတိတ်ကိုအလွယ်လိုက်တာနော်ရင်ထဲမှာမကောင်းလို့ပါကျမကိုမဆဲနဲ့ကျမကဂယုဏဒေါသောနဲ့ပြောပြတာအဲ့လိုမလုပ်ကြပါနဲ့ YouTube မှာကိုရိုက်ခေါ်လိုက်2026မှာကိုဖြေမယ်ဆို2026 citizenship
question and answer ဆိုအများကြီးကြလာတယ်အများကြီးကြလာတယ်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအောင်ပြီးသားလူကဒါကတော့ဒီမိခွန်းကဒီလိုရှိတယ် guideline လေးနဲ့နည်းနည်းပါအချိန်လေးတော့ပေးဖို့ဟုတ်တယ်မလား citizen ဖြေဖို့ဆိုတာလွယ်တဲ့အလုပ်မှာမဟုတ်တာဒါပေမဲ့သူတို့ကအဲ့ဒါတွေမေးတာမဟုတ်ဘူးသူတို့ကဘလောက်ထိဒီနိုင်ငံပေါ်မှာ loyalty ဖြစ်တယ်လဲဥပဒေကြောင်းဘလောက်နားလဲတယ်လဲပေါ့နော်အဲ့လောက်ပဲပြီးတော့ကိုယ့်ရဲ့ပညာရေးချင်းကိုသူတို့ကကြည်ပြီးသားကိုယ့်ရဲ့ပညာရေးချင်းမှာမူတည်ပြီးတော့မှမေးခွန်းကိုမေးတာဟိုးထုတ်ထားတဲ့အဲ့ဒီမေးခွန်း100ကျော်200ကျော် something like that အဲ့ဒါတွေအကုန်လုံးကလေရောထားတာဥပမာဆိုကြပါဆိုတကယ်ပညာတတ်ပေါ့နော်တကယ်ပါရဂူဘွဲတွေဆရာဝန်ဘွဲတွေ engineer ဘွဲတွေယူထားတဲ့သူတွေလေအဲ့ဒီမေးခွန်းဖြေရအဲ့လိုမေးခွန်းတွေကိုကိုကတွားကြက်ထားတော့ဘာထူးမှလဲ Supreme Court ဆိုတာဘာလဲအခြေခံလောက်ပြင်ရတယ်အများကြီးမမေးဘူးစိတ်ချကိုယ့်ရဲ့ history ပေါ့နော်ကိုတင်လိုက်တဲ့ file ထဲကနေမှ application ထဲကကိုယ့်ရဲ့အချက်လက်ပညာအချင်းပေါ်မှာမူတည်ပြီးတော့မှပဲသူတို့ကမေးတာအဲ့ဒါကိုကလေဟိုဆရာကြီးတွေကြက်ထားဆရာကြီးတွေသိရမယ်မေးခွန်းကြီးတွေတွားမေးဟိုရောက်တဲ့ခါကျတော့ဘာမှပေါင်လာဟဲ့ဘာမှလည်းမဟုတ်ပါလားဒါမျိုးလေးပေါ့နော်အဓိကကိုသိရမှာကိုနေတဲ့ state ရဲ့ဥပဒေအကြောင်းအရာသိရမယ် federal ဥပဒေအကြောင်းအရာသိရမယ်တမန်တော်အကြောင်းအရာသိရမယ်ဒီလောက်ပဲအများကြီးမဟုတ်ဘူးကျမလေးတကယ်ပါဂယုနာတော်နဲ့ပြောပြတာကျမရဲ့ဗီဒီယိုအောက်မှာလာဆဲလို့ရှင်ကျမကပြန်တော့မဆဲဘူးပေါ့နော်ဘလော့မှာဒါပဲ